မြတ်စွာဘုရားရဲ့အဆုံးအမတွေနှလုံးသားထဲမှာကိန်းဝတ်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာရှင်ကျေးသိမ်မွေ့ပြီးအေးချမ်းတဲ့အနေအထားတစ်ခုဖော်ဆောင်ထားလို့လူတွေရဲ့ဇယိုက်ဟာကျန်တန်းလာတဲ့ဘလူတရေတို့ရဲ့ဇယိုက်နဲ့ကွဲပြားခြားနားလို့တိရစ္ဆာန်တွေရဲ့ဇယိုက်နဲ့လည်းပဲအမတန်ကွဲပြားခြားနားပြီးလူရဲ့အသင်္တရံဟာမြင့်မားပြီးတော့နေတာတာဖြစ်တယ်။ဒါကြောင့်မို့လောကမှာမြတ်စွာဘုရားရဲ့အဆုံးအမတည်ရှိဖို့အမတန်မှရည်ကြည်တယ်။အဲ့ဒီအဆုံးအမဟာလည်းပဲယခုလိုဆရာတော်ကြီးတွေရှေ့ဆောင်ရှေ့ရွက်လုပ်ပြီးတော့ဟောပြောဆုံးမသင်ကြားပို့ချမှသာလဲလူတွေရဲ့နှလုံးသားထဲမှာတရားဓမ္မပျောက်ကွယ်မှုမရှိဘဲနဲ့စင်စက်မပြတ်တပည့်တွေအာစရိယပရံပရတိတ်တလို့ဆိုပြီးလက်ဆင့်ကမ်းလာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာတဆင့်ပြီးတဆင့်လက်လွဲပခုံးပြောင်းတဲ့ရှင်သန်ပြီးတော့လူတွေရဲ့နှလုံးသားထဲမှာတည်ရှိနိုင်တာဖြစ်တယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများစွာသင်ယူတတ်သိလိမ္မာတဲ့အခုလို့ကျေးဇူးရှင်ဘုရားတော်ဆရာတော်ဘုရားကြီးတို့လိုပုဂ္ဂိုလ်မျိုးတွေကိုစက္ခုလောကတသဗ္ဗတပုစနိယောဘဟုတုတော်လို့ရှင်အနန္ဒမထေရမြတ်ရဲ့ထေရဂါထာမှာဆိုထားတာဖြစ်စက္ခုသဗ္ဗတလောကတလောကကြီးတစ်ခုလုံးရဲ့မျက်လုံးပဲမျက်လုံးမရှိရင်မမြင်နိုင်ဘူးထို့တူပဲအခုလိုရဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုသိရှိနားလည်ခြင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေမရှိလို့ရှိရင်လည်းအကောင်းနဲ့ဆိုအကြောင်းကျိုးခွဲခြားသိနိုင်စွာရှိကြမှာမဟုတ်ဘူးဒါကြောင့်မို့လောကရဲ့မျက်လုံးပူဇနိယောဘဟုတုတော်သက်ရှိထင်ရှားရှိနေတော့ကလည်းပူဇော်တတ်တယ်အေးတဘောတစ်ခါအဆုံးသတ်သွားတဲ့အခါမျိုးမှလည်းပဲပူဇော်တတ်တဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်ဒီဂုဏ်တွေကျေးဇူးတွေကိုမှတ်မြော်ပြီးတော့ပူဇော်ကြရအဲ့ဒါလို့ပူဇော်ဖို့ခုလိုတရားပွဲတွေဆင်ကျင့်ပါလို့ဆရာတော်ကြီးရဲ့ဂုဏ်တွေထုတ်ဖော်ပြီးတဲ့အခါမိမိတို့ကိုယ်တိုင်လည်းပဲတန်ဝေခတရားဖြစ်ပွားပြီးမမေ့မလျောနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေလုပ်ဖို့ဆိုတာအမှန်တမ်းဒီအခြေအနေတစ်ခုဖြစ်ပေါ်စေတာလူတိုင်းဟာမိမိလျော်ရောနဲ့အေးတက်တာနေရမယ့်အချိန်ခါမဟုတ်ကြတော့ဘူးမမေ့မလျောနဲ့အခွင့်အခါကောင်းနေတဲ့အချိန်မှာဘုရားမြတ်စွာအမြဲတမ်းဆုံးမလေးရှိတာလို့ဝေယဓမ္မသင်္ခါရတရားဆိုတာဟာပျောက်ကွယ်ပျက်စီးသွားမှဖြစ်တယ်အပမရိဏတမေယောဒိဋ္ဌာလှုပ်တဲ့လှုပ်ထားတဲ့ဒီမမေ့ချနဲ့အပမရတရားနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ကိုကျိုးစီးပွားဖြစ်နိုင်တဲ့အရာတွေပြည့်စုံအောင်ကြိုးစားကြလို့ဆိုတာအလွန်အရေးကြီးတဲ့အဆုံးအမတရားအခုလည်းဒီကျေးဇူးရှင်ဆရာတော်ကြီးကအေးနောက်ဆုံးဆိုတာဒီတိုင်းပဲသွားမှာမမေ့ကြနဲ့လို့ဆိုတဲ့သဘာဝတရားကိုပြသတဲ့အနေအထားမျိုးပဲဖြစ်တယ်ပေါ့အားလုံးလက်ရှိဖူးမြော်တွေးကြုံနေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာအပမရတရားကိုတတိထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ဖို့လို့ဆိုတာအရေးကြီးဆုံးပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမာရတန်ရုပ်မှာဟောထားတဲ့စကားလေးတွေကိုလည်းဒီနေ့ဒီခါကာလမှာမှတ်သားနိုင်ယူထားဖို့လိုအပ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကယဟန်တန်ဃာတွေကိုဟောပြောတော်မူတယ်အမြဲတမ်းတတိပေးပြီးဟောပြောတယ်နော်အပ္ပမိထံဘိက္ခွေမနုဿာနာအာယုလူတွေကတော့အသက်ရှည်ကြတယ်လို့ထင်တယ်ခုကြည့်လေ
ဆရာတော်ဘုရားကြီး62နှစ်ဆိုဟောတဲ့90ကျော်ဆိုအရှိကြီးပဲလို့လူတွေကထင်ကောင်းထင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုဟောတော့ရှည်တာဟာဆက်လက်ဖြစ်ပေါ်နေတာကိုကြည့်ပြီးရှည်တယ်လို့ထင်နေတယ်တကယ်တော့လူတွေရဲ့အသက်ဟာတူတူလေးပဲနော်အင်တမတူတော့နေစက္ကန့်ပိုင်းလေးမှာပဲချုပ်ပြောင်းသွားတာအချိန်ကြီးများစွာချုပ်ပြီးတော့ပျက်စီးနေတဲ့အသက်စီဝိတဘယ်မှာရှည်မလဲတရတပရိဒ္ဒသဘာဝတရားကလည်းတူတယ်သူ့သဘာဝအတိုင်းလည်းတူတယ်ခဏပရိဒ္ဒတည်တန်းတဲ့အချိန်ပိုင်းလေးကလည်းတူတယ်အသက်ရှုသွင်းမှုလေးအချိန်ပိုင်းလောက်ပဲအသက်ရဲ့ဒီတည်နေမှုလေးဟာဒီလောက်ပဲရှိသို့တော့စင်သက်မပြတ်ဆက်ပြီးဖြစ်နေလို့လူတွေကအသက်ရှင်တယ်လို့မျက်စိလဲနေကြအသက်စီဝိတဆိုတာဘလွန်တူတယ်လို့မြတ်စွာဘုရားဟောဒါမို့အပ္ပမိဒံဘိက္ခွေမနုဿာနာအာယုလူသားတို့ရဲ့ဒီအသက်ဆိုတဲ့ဇီဝိတဟာအလွန်ပဲတူတယ်ဟုတ်ပြီအသက်တူတယ်ဒါတခုမှတ်ထားဖို့ရကိုယ်အသက်သဘာဝကိုကအလွန်ပဲတူလူတိုင်းရဲ့အသက်အမှန်တမ်းတူတောင်းနေစက္ကန့်ပိုင်းလေးပဲရှိတယ်ဆိုတာသိထားပါဂမဏီယောတံပရာယောတမလွန်ဘဝသွားချမှာကြည့်ပဲဘယ်သူမှဒီဘဝမှာသာဝရနေပဲပုဂ္ဂိုလ်မရှိဘူးနော်ဂမဏီယောတံပရာယောတမလွန်ဘဝဆိုတာသွားကြရမှာအဲ့တော့မသွားခင်ဒီအချက်တွေကိုမန္တာယဝဋ္ဌပံအသိဉာဏ်နဲ့သိအောင်လုပ်ပါတဲ့လူတွေအသက်တိုးတယ်အသက်ဆိုတာတူတူလေးပဲဆိုတာလည်းသိရတမလွန်ဘဝသွားရမယ်ဆိုတာလည်းသိရကိုယ့်ဘဝအခြေအနေတွေအလုံးကိုသိရသိပြီးဘာလုပ်ရမလဲကတ္တဗံကုသလအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာရရှိနိုင်တဲ့ကုသိုလ်ကိုလုပ်ပါစရိတ္တဗံဗြဟ္မစရိယမြတ်သောအကျင့်ကျင့်သုံးပါဒါမြတ်စွာဘုရားကအတူဆုံးတရားလေးတွေကိုလူတွေလိုက်နိုင်ရမှာအပူမပါပဲနဲ့ရှင်းရှင်းလေးဟောနေတဲ့တရားပဲကတ္တဗံကုသလံကုသိုလ်ဆိုတာလုပ်ပါစရိတ္တဗံဗြဟ္မစရိယမြတ်သောအကျင့်ဆိုတာကိုကျင့်သုံးပါမဂ္ဂင်၈ပါးအကျင့်တရားမိမိတဏ္ဍာမှာဖြစ်ပေါ်လာအောင်ကျင့်ပါဆိုလိုတာကသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်တွေမိမိတဏ္ဍာမှာဖြစ်ပေါ်လာကျင့်ကြံကြိုးကိုအထုတ်ပါနတ္ထိဇာတတ္တအမရဏဇာတတ္တမွေးဖွားလာတဲ့တတ္တဝါရဲ့အမရဏမသေးခြင်းဆိုတာနတ္ထိမရှိဘူးဆိုလိုတာကမွေးလာပြီးတဲ့ပုဂ္ဂိုလ်ဟာမသေးဘူးဆိုတာဘယ်တော့မှမရှိဘူးသို့သောလောကလူတွေကမသေးဘူးလို့ပဲထင်နေတတ်ကြတယ်ပေါ့တော်တော်များများဟာကိုမသေးသေးဘူးလို့အမြင်ရှိနေကြဒါကြောင့်မို့မြတ်စွာဘုရားကနတ္ထိဇာတတ္တအမရဏမွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့ဒီအချက်တွေအလေးနဲ့ထားပြီးတော့စဉ်းစားကြရအောင်အဲ့မို့မြတ်စွာဘုရားဗာဆက်မိန်ရှိတော့ဆိုယောဘိက္ခဝေစိရံစီဝတိသောဝတ္တတတ္တဒီလောကမှာအသက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတတ္တရာဘုဒ္ဓဆရာတော်ဘုရားကြီးဆိုတတ္တရာပြည့်ဖို့၈နှစ်လိုသေးတယ်နော်အသက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကြည့်လိုက်အောင်နဲ့ယောဘိက္ခဝေစိရံစီဝတိအသက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဝတ္တတတံစီဝတိအနှစ်တရာပဲအသက်ရှိတယ်တဲ့အပ္ပံဝဘိညောအသက်တရာတဲ့ပိုးရှည်ရင်လည်းပဲနည်းနည်းပေါ့တဲ့နော်တရား2နှစ်တို့တရား4နှစ်တို့တရား15နှစ်တို့တရား20တို့ဒီနေ့ခေတ်လူတွေရဲ့ဇာတာမှာတောင်မှပဲအသက်120ရှိစေတော်လို့ဗေဒင်ဆရာကပြောထားတော့လည်းပဲသက်120ရှိတဲ့လူဆိုတာရှာမရှာနော်
သက်120ဆိုမင်္ဂလာစကားလေးဆိုပြီးသက်120ရှိတယ်မြတ်စွာဘုရားလက်ထက်ကအသက်120ရှိတာရှာနန္ဒာတို့ဝိသခာတို့ဗြမာယုပုံနာဒီလိုလောက်ပဲပောက္ခရတာတိတို့အဲ့ဒါလိုအနည်းငယ်များတာအသက်120ရှိကြရှင်နုရုဒ္ဓကအသက်150ရှင်ဘာကုလကျတော့အသက်160အဲ့ဒီခေတ်ကအရှည်ဆုံးဟာရှင်ဘာကုလဖြစ်တယ်နော်ဒီလိုအသက်ဆိုသည်ဟာ200ပြည့်အောင်အသက်ရှည်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့မြတ်စွာဘုရားတဲ့ဒါကြောင့်မို့ဘလောက်ပဲရှည်ရှည်လူတွေရဲ့အသက်ဟာတိုးတယ်လို့ပဲပြောဘာကြောင့်တိုးတော့သဘာဝအဖြစ်တိုးတယ်ပရမတ္ထတရားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရုပ်ဇီဝိတနဲ့နာမ်ဇီဝိတကိုအသက်လို့ခေါ်ကာမစရုပ်တွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေအောင်ရုပ်ဇီဝိတလို့ဆိုတဲ့ဇီဝိတ္တိတွေကထိမ့်သိမ်းဆော့ရှောက်ထားဒါကြောင့်မို့ထပ်ထပ်ပေါ်လာထပ်ထပ်ဖြစ်နေတာကိုလူတွေကဒါလေးပဲမပြတ်သေးဘူးလို့ဒီလိုထင်တာမဟုတ်ဘူးနောက်လာတာတွေကကော်ပီတွေကြီးပဲလာနေအရင်မူလဟာမဟုတ်တော့နော်ဆက်လက်ပြီးတော့ဖြစ်ပေါ်နေလို့ရှိနေတယ်လို့ထင်ကြတာဖြစ်ပြီးသားကပျောက်ကွယ်သွားတာဟာအမြဲပျောက်ကွယ်သွားတာနောက်ထပ်ပြန်ပေါ်တာသူမဟုတ်ဘူးလို့ဆိုတယ်နော်နန္တရားထဲမှာလည်းပဲနန္စီဝိတရဲ့အသက်အလွန်တိုးတယ်နောက်ထပ်ဆက်ဖြစ်နေတာသူမဟုတ်ဘူးကော်ပီတွေကြီးပဲအကုန်လုံးကိုယ်လည်းသေချာစဉ်းစားကြည့်ပဲဆိုရင်အိမ်ပြန်သွားရင်ကော်ပီနဲ့ပဲပြန်ရမှာပဲမူရင်းကမရှိတော့ဘူးနော်ခဏလေးတွင်ပြောက်ကော်ပီမို့ပေါ့ရုပ်ကပြောင်းသွားတာသေချာတယ်လေအေးချက်ချင်းကြတော့ပုံစံကတူးနေသည့်အတွက်ကြောင့်မပြောင်းဘူးလို့ထင်နေတာ10နှစ်15နှစ်နှစ်20ကျတော့မမှတ်မိတော့ဘူးလေ10နှစ်15နှစ်နှစ်20မတွေ့တဲ့လူတွေအချင်းချင်းတွေ့ဟောမှတ်မိကြတော့မှတ်မိကြဘာလို့မမှတ်မိပြောင်းသွားလို့မမှတ်မိတာပေါ့ငါပုံစံတွေမရှိတော့ဘူးဒီလိုဆိုလို့ပေါ့အဲ့ဒီလိုပြောင်းသွားတာဟာရုပ်ချင်းပြောင်းသွားတာလားဆိုဘယ်မှတော့စက္ကန့်ပိုင်းနဲ့ပြောင်းနေတာသို့တော့ပထမစက္ကန့်ကဖြစ်ပြီးပြတ်သွားတဲ့ရုပ်ဟာဒုတိယစက္ကန့်ကျတော့ပုံစံတူလေးလာတာဆိုတော့လူတွေကမျက်စိလဲခုနဟာပဲလို့အောင်းမေ့မဟုတ်ဘူးအစ်စ်လာတာနော်အစ်စ်တွေကြီးပဲထပ်ဖြစ်နေဒါကိုဆိုလိုတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူတွေရဲ့အသက်ဇီဝိတနဲ့ပတ်သက်ပြီးအလွန်တူတောင်းတယ်ဆိုတာကြည့်အဲ့တော့ဘဝဟာအလွန်တူတောင်းလို့လှုပ်ရှားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကတ္တဗံကုသလစရိတဗံဗြဟ္မစရိယမန္တာယဘုဒ္ဓဗံဒါတွေကိုတတိချက်ဖို့အသိဉာဏ်နဲ့သိဖို့လိုအပ်တယ်သိပြီးရင်ဘာလုပ်ရမှာလဲကုသိုလ်လုပ်ရနော်ကုသိုလ်ကောင်းမှုတွေလုပ်ရမယ်စရိတဗံဗြဟ္မစရိယမြတ်သောအကျင့်ကိုကျင့်ရမယ်ဆိုတာဒါအဓိကလုပ်ရမယ်ကိစ္စဒါပဲဒါကြောင့်မို့လို့အခုလို့ကျေးဇူးရှင်များတော်ဆရာတော်ဘုရားကြီးသက်တော်92နှစ်မှာဘဝဏီကုံအဆုံးသတ်သွားဒီအဆုံးသတ်သွားမှုဟာကျန်ရစ်တဲ့ပုဂ္ဂိုလ်တွေတရားဓမ္မတွေအားလုံးအတွက်ဘာဖြစ်တံဝေစနိယထိတ်လန့်ပွေရဖြစ်လာဩဒီလိုဂုဏ်ဓုတွေနဲ့ပြည့်စုံတဲ့သာသနာတော်မှာနေအသွင်လာထင်ရှားတဲ့ပုဂ္ဂိုလ်မြတ်ကြီးတွေတောင်းဘဝဏီကုံဆိုတာချုပ်ငိမ့်သွားရတာပါလားလို့ဆိုတံဝေကဖြစ်တံဝေကဖြစ်လာပြီးတဲ့နောက်မှာတံဝိခတ္တစယောနိတောဗရဏံတံဝေကဖြစ်ပြီးမင်္ဂတဲ့လမ်းကြောင်းအတိုင်းကြိုးစားအားထုတ်ဒီဒေသနာမှာမြတ်စွာဘုရားကဘာလုပ်ရမယ်ဆိုတာတိတိလင်းလင်းရှင်းပြတယ်ကတ္တဗံကုသလကုသိုလ်ဆိုတာအစစ်နဲ့ရှိတယ်နောက်ဆုံးကုသိုလ်ကဘာလဲအရတ္တမေဆိုတဲ့ကုသိုလ်ရသည်ထီအောင်လုပ်ရမယ်လို့ဆိုအရတ္တမေကုသိုလ်ရဖို့ဘာလုပ်ရကာမဝဆရကုသိုလ်ကိုဘာဝနာအကျင့်နဲ့ဝိပဿနာကျင့်စဉ်တခုကိုကျင့်တဲ့ကာမဝဆရကုသိုလ်ရဲ့အစွမ်းနဲ့မဲ့ကုသိုလ်စွာရဒီလိုဆိုလိုတာပေါ့နော်
အဲ့တော့နောက်ဆုံးရရှိရမယ်ရတ္တမဲ့ကုသိုလ်ထီအောင်လုပ်ရမယ်အဲ့ဒီကုသိုလ်လုပ်တာဗြဟ္မစရိယံစရိတဗံဗြဟ္မစရိယံမြတ်သောအကျင့်ကိုကျင့်ခြင်းဖြင့်ပြုလုပ်ရမှာဖြစ်တယ်သီလသမာဓိပညာဒီအကျင့်သိက္ခာတွေကိုကျင့်ကြံကြုတ်ကိုအားထုတ်ကြရမှာလို့ဒီလိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတာဖြစ်တယ်ပေါ့ဤကဘာမှာအမျက်ဆုံးပုဂ္ဂိုလ်ကြီး၄ဦးဟာဘဝနေကုန်ချုပ်သွားတယ်ဆိုတာကိုဘုန်းကြီးတို့တွေမှတ်သားပြီးတော့တာဝေကတရားဖြစ်ပွားဖို့လိုအပ်တယ်ပေါ့ဘဝမှာဒီကဘာမှာအမျက်ဆုံးပုဂ္ဂိုလ်ကြီးတွေဒီပုဂ္ဂိုလ်များကြီးတွေတဲ့တာလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဒီပုဂ္ဂိုလ်ကြီးတွေအမျက်ဆုံးအဲ့ဒီအမျက်ဆုံးပုဂ္ဂိုလ်ကြီး၄ဦးဆိုတာတခြားမဟုတ်ဘူးဗရကဘာမှာပွင့်တော်မူသွားတဲ့ကကုတန္တမြတ်စွာဘုရားကောဏကမနမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားလို့ဆိုလောကမှာဂုဏ်ဝိသေသတွေလုံးဝမကြံရအောင်အထွတ်ထိပ်တလောကလုံးစัจ java လာအားလုံးရဲ့အထွတ်ထိပ်လူသားတွေရဲ့အထွတ်ထိပ်မဟုတ်ဘူးလူသားတွေရဲ့အထွတ်ထိပ်မြတာမကဘူးနတ်တွေရဲ့လည်းအထွတ်ထိပ်ဗြဟ္မာတွေရဲ့လည်းအထွတ်ထိပ်လောကမှာရှိသမျှသရဝါတွေအားလုံးရဲ့အထွတ်ထိပ်အမျက်ဆုံးပုဂ္ဂိုလ်ကြီးဟာဤကဘာမှာရှိလို့ရှိရင်ဒီ၄စု၄ပါးပဲဖြစ်တယ်ပေါ့ဒီတဲ့မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကြီးတွေရောဘဝနေကုန်ဆုံးတတ်မသွားဘူးလားဆိုတတ်သွားနော်ဘဝနေကုန်ဆုံးတတ်သွားအဲ့ဒါဟာတန်ဝေရဖြစ်เสียလွန်ကောင်းတယ်ပေါ့တန်ဝေရဖြစ်เสียလွန်ကောင်းတယ်ဒါကြောင့်မို့ဘုရားဝတ္တပါဠိတော်မှာဆိုလို့ရှိရင်တိတိကျကျရေးထားတဲ့ဏိဂုံးစကားလေးတွေအလွန်ပဲမှတ်သားဖို့ရတင့်တယ်ပေါ့အဲ့မှာကကုတန္တမြတ်စွာဘုရားဆိုတာဒီဗဒ္ဒကဘာမှာပထမဆုံးပွင့်တယ်လူတွေရဲ့အသက်တန်းဟာအသင်္ချေထိအောင်ရှည်ပြီးတော့လူတွေအကျင့်သီလပျက်စီးလာတဲ့အခါတဖြည်းဖြည်းနဲ့ရောကျလာ4000တန်းထိရောက်တယ်အသင်္ချေအသက်ရှည်ရာကနေပြီးတော့အသက်4000တန်းထိရောက်လာအဲ့ဒီ4000တန်းရောက်လာတဲ့အခါမှာလောကမှာကကုတန္တလို့ဆိုတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဖြစ်ထုံးပေါ်ပေါက်လာခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီကကုတန္တမြတ်စွာဘုရားဟာခေဘဝတီဆိုတဲ့မြို့တော်မှာအခိတတလို့ခေါ်တဲ့ဗြဟ္မဏပညာတတ်ဗြဟ္မဏကြီးရဲ့ဇနီးဝိတာခါတို့ရဲ့သားတော်ဖြစ်ခဲ့ခေဘဝတီဆိုတဲ့မြို့မှာအခိတတပုံနာနဲ့ဇနီးဝိတာခါတို့ကနေမွေးဖွားလာတဲ့ထူးခြားလာတဲ့ပါရိဘုံကံတွေနဲ့ပြည့်စုံတဲ့သားရတနာဖြစ်ခဲ့တယ်ပေါ့ထိုခေတ်ကလူတွေရဲ့အယက်မောင်းဟာအလွန်မြင့်လို့ကကုတန္တမြတ်စွာဘုရားဟာလူတွေရဲ့အတောင်နဲ့ဒီကနေ့ခေတ်လူတွေရဲ့အတောင်လို့ပြောရမှာပဲဒီမှာအတောင်40မြင့်တယ်အယက်ကအဲ့ဒီခေတ်ကလူတွေဟာအဲ့ဒီလိုအယက်မြင့်မြင့်နေချီပဲလို့ပြောရဒီကနေ့ခေတ်နဲ့ဆိုရင်အလွန်မြင့်လွန်အားကြီးနေတယ်ပေါ့နော်အတောင်40အယက်မြင့်တယ်ခန္ဓာကိုယ်ကထွက်နေတဲ့အသားအယောင်ကနေပြီးထွက်နေတဲ့အယောင်အဝန်းတွေဟာဆယ်ယူစနာထိအောင်ပြန့်နှံ့တယ်လို့ဆိုအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်မြတ်ကြီးသူများနဲ့မတူတဲ့ပုဂ္ဂိုလ်တတ်တော်ကအနှစ်4000ထိအောင်နေထိုင်သွားတယ်အဲ့ဒီပုဂ္ဂိုလ်မြတ်ကြီးဟာဘုရားဖြစ်သို့ရောက်ပြီးတဲ့နောက်မှာဘုရားဝတ္တတက္ကရာမှာဆိုထားတဲ့အတိုင်းဓမ္မပဏံပတာရိတဝါတရားဓမ္မဒီကုသောဈေးတန်းကြီးကိုဖွင့်လှစ်ထားခဲ့တယ်ဆိုပါတော့ဈေးတန်းကြီးတစ်ခုရောက်ချင်လို့ရှိရင်ဘာဝယ်ခြင်းတလဲဝယ်ခြင်းတဲ့ပစ္စည်းတွေမျိုးစုံဆိုင်ခင်းထားတယ်နော်စားစရာဝယ်မလားဝတ်စရာဝယ်မလား
တခြားအသုံးဆောင်တွေဝယ်မလားအလွယ်တကူရနိုင်ထို့တူပဲဒီရှင်ကကုသန္တမြတ်စွာဘုရားဟာဓမ္မပဏံဓမ္မဆိုတဲ့ဈေးတန်းကြီးကိုဖွင့်ထားခဲ့တယ်သီလသမာဓိပညာဘယ်ကိုချင်းတရားကျင့်လိုက်လောကမှာလူချမ်းသာကိုရစေနိုင်တယ်နတ်ချမ်းသာကိုရစေနိုင်တယ်ဗြဟ္မချမ်းသာကိုရစေနိုင်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာဖြစ်အောင်ရနိုင်တဲ့တရားဓမ္မတွေကိုဆိုင်ကန်းတစ်ဖွဲ့ဖွင့်လှစ်ပြီးတော့ဈေးတန်းကြီးကိုဖွင့်ပေးထားခဲ့တယ်မြတ်စွာဘုရားနဲ့ကြုံတွေ့ရတဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့နှစ်ချရာဓမ္မကိုလိုက်နာကျင့်သုံးခြင်းဖြင့်အကျိုးကျေးဇူးတွေများစွာရရှိကြတယ်လို့ဒီလိုဆိုနော်ဓမ္မဆိုတဲ့ဈေးတန်းကြီးကနေပြီးတော့ဝယ်ယူပြီးတော့လောက်ကြတဲ့ပုဂ္ဂိုလ်တွေကတချို့ပုဂ္ဂိုလ်တွေကတန်လျာဝကလွတ်သွားကြတယ်တချို့ပုဂ္ဂိုလ်တွေကဗြဟ္မပြည်ရောက်သွားကြတယ်တချို့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်တယ်တချို့ပုဂ္ဂိုလ်တွေကလူပြည်ရောက်တယ်အပယ်လေးပုံကလွတ်မြောက်ကြဒီဈေးတန်းကြီးကိုလာပြီးတော့ဓမ္မကိုဝယ်ယူကျင့်သုံးတဲ့ပုဂ္ဂိုလ်တိုင်းအခုလိုကောင်းကျိုးချမ်းသာတွေရသွားကြတယ်ဆိုဒါကိုဖော်ပြပြီးဓမ္မပဏံပတာရိတောနရနာရိနံတထေဝကေနာနေတကွာသောအမျိုးသားမျိုးသမီးတဲမှာနဒိဋ္ဌဝတိဟနာထံဝရှင်နေမင်းကြီးဟောက်တယ်လို့ရှင်နေမင်းဟောက်တယ်ဆိုတာဒီရဲတင်းတဲ့အသင်္တရံကိုပြောတာနော်ရဲသွင်းတဲ့မြတ်စွာဘုရားဟောတဲ့တရားတွေဟာအလွဲမှမရှိဘူးထပ်ပြင်စရာမရှိဘူးဒါကြောင့်မို့လို့ရှင်နေမင်းဟောက်တယ်လို့အမြဲတမ်းရဲတင်းတဲ့မှန်ကန်တဲ့တရားဓမ္မတွေကိုဟောပြောပြီးဘာလုပ်လဲနိဗ္ဗုတောသောတတဝကောမြတ်စွာဘုရားတရားကိုရိုးသေးသေးနာယူကြတဲ့တပိတာဝကတို့နဲ့အတူတဲ့ယုံနာခန္ဓာတွေငြိမ့်သွားပြီငြိမ့်သွားတယ်ဆိုတာဘယ်ရောက်သွားတာတုံးလို့ပြောနော်ဒီစကားဟာအမှန်ကန်ဆုံးစကားပဲတခါတင်စားပြီးတော့ပြောတယ်နိဗ္ဗာန်ရောက်သွားတယ်နိဗ္ဗာန်ဝင်သွားတယ်ဆိုနိဗ္ဗာန်ကဘုံကြီးလို့နေရာဌာနကြီးလို့ဖြစ်နေတယ်နော်အဲ့ဒါကြောင့်မို့ဒီစကားသုံးလိုက်တာနိဗ္ဗုတောငြိမ့်သွားဘာတွေငြိမ့်နေခန္ဓာငါးပါးငြိမ့်သွားသင်္ခါရတရားတွေငြိမ့်သွားမိတော့ကလေးတစ်ခုကိုယ်ရှိမှမိကလေးမိတော့ကလေးထွန်းထားတဲ့မိတော့ကလေးငြိမ့်သွားတယ်ဆိုရင်အဲ့ဒီမိတော့ကလေးကဘယ်ရောက်သွားတာတော့ဘယ်မှရောက်သွားတာမဟုတ်ဘူးဒီမှာငြိမ့်သွားတာပဲပြောထို့တူပဲကကုသနာမြတ်စွာဘုရားရဲ့တဏ္ဍမှာဖြစ်တဲ့ရုပ်တရားတွေနတ်တရားတွေခန္ဓာ၅ပါးသင်္ခါရတရားတွေဟာလောင်စာသိမ့်ပြီးတော့ငြိမ့်သွားတာဖြစ်တယ်ဘယ်ရောက်သွားတယ်လို့ပြောရတာမဟုတ်ဘူးငြိမ့်သွားတယ်နောက်ထပ်ဆက်ပြီးတော့မဖြစ်တော့ဘူးဒီခန္ဓာတွေအလုံးဟာတပိတာဝကတွေနဲ့အတူကိလေသာတွေငြိမ့်လိုက်နိုင်တဲ့ဖြင့်ယုံနာခန္ဓာတွေအလုံးဟာငြိမ့်သွားပြီမိငြိမ့်တယ်လို့ငြိမ့်သွားပြီဒီလိုဆိုလို့ပေါ့အထင်ကဝဆနတံပန္နောအစ္ဆိဓာနိနိရန္တရာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာအပြစ်ကင်းပြီးတော့မှားယွင်းချွတ်ချော်မှုလုံးဝမရှိတဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အတန်တော်နဲ့တရားစကားတွေကိုဟောပြောပြီးငြိမ့်သွားတယ်လို့ဆိုတာအဲ့ဒီငြိမ့်သွားတာနဲ့ပတ်သက်ပြီးတော့ချိလိုက်တဲ့အခါတပ္ပံတမန္တရာဟိတံအာလုံးပျောက်ကွယ်သွားတော့မရှိတော့အတန်တော်တွေလည်းပျောက်ကွယ်သွားပြီဂုံတရေမြတာကြံတော့တယ်ရသော်ဘုရားရဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းပျောက်ကွယ်သွားတယ်အာလုံးပျောက်ကွယ်ပြီးတော့သွားတယ်ဘုံကုတေဇောအာနုဘောရိယောသင်္ခါရတရားတွေမှန်တယ်အာလုံးကပျောက်ကွယ်သွားပြီတပ္ပံတမန္တရာဟိတံအဲ့ဒီအာလုံးကပျောက်ကွယ်သွားပြီနာနုရိဋ္ဌာသဗ္ဗသင်္ခါရသင်္ခါရတရားအာလုံးဟာတုံညပဲဘယ်တော့မှဆိုနောက်ဆုံးမှာဘာတစ်ခုမှကြံမှာမဟုတ်ဘူးအာလုံးငြိမ်းတော့မှာဖြစ်တယ်
ရိတ္တဆိုတဲ့စကားလုံးကတုံညာနဲ့အလားတရာတူနော်နနုရိတ္တသဗ္ဗသင်္ခါရသဗ္ဗသင်္ခါရသင်္ခါရတရားမှန်သမျှတွေဟာရိတ္တဘာမှရှာမရတော့တဲ့အချီးနီးဘာမှမရှိတော့တဲ့တုံညာတွေပဲဖြစ်တယ်ဒီလိုဆိုလို့ပေါ့နော်အဲ့တော့ဘုရားသခင်မြတ်စွာဘုရားဟာတရားဓမ္မတွေဟောပြောပြီးနောက်ဆုံးမှာဘုရားဖြစ်တို့ရောက်တဲ့အခါမှာကိရိတာတွေငြိမ့်သွားတယ်နောက်ဆုံးမှာတတ်တော်4000ပြည့်တဲ့အခါကျတော့ယုံနာခန္ဓာတွေအားလုံးဟာလေချုပ်ငြိမ့်သွားတယ်ဘာမှလက်ကြံမရှိတော့ဘူးသင်္ခါရဆိုတာဒီတိုင်းပဲနောက်ဆုံးဟာချုပ်ငြိမ့်သွားတာပဲအဲ့ဒီအရှင်မြတ်ကြီးဟာကကုတံတော်ဇိနဝရောအောင်တော်မူအမြတ်ဆုံးဖြစ်တဲ့ကကုတန္တမြတ်စွာဘုရားဟာခေမာရမမိနေဗုတော်ခေမာရမကျောင်းတိုက်ကြီးထဲမှာပြိဋိဘံဆန္ဒဖြစ်တယ်ပေါ့သတင်းသုံးတော်မူတဲ့ခေမာရမကျောင်းတိုက်မှာပြိဋိဘံဆန္သွားတယ်တတ္ထေဝတ္တထုပဝရောဂါဝုတ္တနဗမဟုတ်ထူးခြားတဲ့အဋိဋ္ဌံမရှိသည့်အတွက်ကြောင့်အဲ့ဒီကျောင်းတိုက်ထဲမှာပဲအခရိစာပနဓာတုပူဇနိယလုတ်ပြီးတဲ့အခါမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာဓာတ်တော်ဓာတ်ခဲကြီးတစ်ခုပဲကျွင်းကြံတယ်ဓာတ်တော်တဆူတည်းပဲကျွင်းကြံတယ်လို့ဆိုလို့အဲ့ဒီတဆူရီသောဓာတ်တော်ကိုခေမာရမကျောင်းတိုက်ကြီးမှာပဲတကာဝုမြင့်နဲ့ကောင်းကင်ယံကိုတကာဝုမြင့်နဲ့စေတီတော်ကြီးတည်ထားပြီးတော့အမတ်တရပူဇော်ကြရတာပါဖြစ်တယ်။ရသော်ဘုရားသခင်ကိုရောမြတ်နဲ့ပတ်သက်တဲ့ဒီဖော်ပြเสียရုပ်ခန္ဓာလို့ဆိုတာတခုမှမကြံတော့ဘူးအလုံးကချုပ်ငြိမ်းသွားပြီ။ဒါဒီကဘာမှာအလွန်ထူးခြားဆုံးအမြတ်ဆုံးဖြစ်တဲ့ပုဂ္ဂိုလ်မြတ်ကြီးတူဟာအခုလိုပဲအဆုံးသတ်သွားတယ်ဆိုဘဝဒီကိုရှိခဲ့တယ်။လောကမှာမိလိုက်တဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိနိုင်တယ်။ဘယ်မှာရှိနိုင်တော့လူပြည်မှာတော့မရှိတော့ဘူးပေါ့။ဇမပြည်မှာတော့ရှိနိုင်သေးတယ်ပေါ့။အဲ့ဒီပုဂ္ဂိုလ်မြတ်တွေကထိုကကုသနာမြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာဇမပြည်မှာကြံနိုင်သေးတယ်။ဇမပြည်မှာအနာဂံဖြစ်နဲ့ယန္တာဖြစ်နဲ့သုဒ္ဓဝါဒ၅ဘုံမှာကဘာချီသက်ရှိတဲ့ဇမတွေဟာထိုကကုသနာမြတ်စွာဘုရားသခင်ကိုရောမြတ်ပြိဋိဘံဆံသွားတဲ့ပွဲကိုတွေးလိုက်ကြရအောင်မှာဖြစ်တယ်ပေါ့သူတပည့်တွေရှိနေအောင်မှာဖြစ်အဲကြောင့်မလို့ကြည့်နော်ပေကြီးထဲမှာခန္ဓာသုံးမှာနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာလို့ခုနှစ်စုသောဘုရားတွေကိုရှိခိုးတာပါနောက်တစ်ခုအတ္တနာရိယသုံးမှာဝိပဿိတသနမထုသက္ခုမန္တတတိရိမတောဆိုဝိပဿိဘုရားကစပြီးတော့ရှိခိုးတယ်ဒီပင်္ဂလာကစပြီးတော့ရှိခိုးတာမဟုတ်ဘူးဘာဖြစ်လို့ဝိပဿိဘုရားကစတော့ဆိုလောကကြီးထဲမှာဝိပဿိဘုရားရဲ့တပည့်တွေကျမ်းနေသေးတယ်ဒီလိုဆိုလို့နော်ဝိပဿိဘုရားရဲ့ရှေ့ကပွင့်တဲ့ဘုရားတွေရဲ့တပည့်တွေကတော့လက်ချံမရှိတော့ဘူးနှစ်ပေါင်းအလွန်ကြာသွားပြီဖြစ်သည့်အတွက်ကြောင့်တပည့်တွေမရှိတော့ဘူးဝိပဿနာမြတ်စွာဘုရားစပြီးတပည့်တွေရှိသေးလို့ဘုရားခုနှစ်စုကိုရှိခိုးတာလို့ဒီလိုဆိုတယ်ဘယ်မှာရှိတော့သောရဝါဒနာဗြဟ္မပြည်မှာရှိတယ်အခုလည်းပဲကကုသနာမြတ်စွာဘုရားရဲ့တပိတာဝကတွေဟာဗြဟ္မပြည်မှာရှိနေရှိနိုင်နေတယ်အဲ့တော့ကကုသနာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာဒီခေမာရမဆိုတဲ့ကျောင်းတိုက်ကြီးမှာပြိဋိဘံဆံနေအဲ့ဒီကျောင်းတိုက်ကြီးထဲမှာပဲမြတ်စွာဘုရားရဲ့ထုပလို့ခေါ်တယ်အယုဒ္ဓတော်ဌာပနာပြီးတော့ထားတဲ့စေတီတော်မြတ်ကိုတည်ထားကိုယ်ဝယ်ခဲ့ကြဒါကပထမဆုံးဒီကမ္ဘာမှာပုဂ္ဂိုလ်မြတ်ကြီးတူပျောက်ဖွဲ့သွားတာပဲနောက်တစ်ခါကကုတန္တတအပရိဏတံဗုဒ္ဓောဓိပရုတ္တမော
ကကုသနာမြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာထူးခြားတဲ့တရားဓမ္မတွေကိုယ်ဝိညာဉ်နဲ့သိပြီးခြေနှချောင်းရှိတဲ့တတ္တဝါတွေတဲ့အမျက်ဆုံးပုဂ္ဂိုလ်ဆိုတာပေါ်လာပြန်တယ်ကောနာကမနောနာမစီနောလောကဇိထောနရာသဘော ကောနာကမနဆိုတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်လောကအကြီးအကဲအနေနဲ့အမျက်ဆုံးပုဂ္ဂိုလ်တစ်ခုအနေနဲ့ပေါ်လာပြန်တယ်အဲ့ဒီပုဂ္ဂိုလ်မြတ်ကြီးဟာဘယ်မှာပေါ်လာတော့လို့ဆိုတောဘဝတီမြို့မှာရှင်ညဓတ္တဆိုတဲ့ပုံနာကြီးနဲ့ဥတ္တရာဆိုတဲ့ပုံလေးမကြီးတို့ရဲ့သားသမီးအနေနဲ့ပေါ်လာခဲ့ပြန်အရအမြင့်အတောင်30ရှိတယ်အတောင်30ရှိတယ်အသားကတော့ရွှေရောက်သက်တော်က3000တဲ့ကကုသနာမြတ်စွာဘုရားတို့က4000ရှိတယ်ကောဏဂုဏမြတ်စွာဘုရားကျတော့လူတွေရဲ့သက်တမ်းမှာအနှစ်3000ကျမှပွင့်ဒါခုနက4000နဲ့ရော့သွားတယ်လို့4000ပြီးလို့3000ဖြစ်တယ်လို့ဒီလိုဇက်တိုက်မမှတ်လိုက်4000ကနေပြီးတော့ရော့ကျသွားတာ7နှစ်တန်းကနေပြန်တဲ့အသင်္ချေကနေပြန်ရော့တဲ့3000လို့ဒီလိုမှတ်ရတဆူနဲ့တဆူချားမှာတက်ကတ်ဆုတ်ကတ်ဆိုရှိနော်အဲ့ဒီလို4000တန်းမှာမပွင့်မဲနဲ့3000တန်းမှာကကုသနာမြတ်စွာဘုရားဆိုတာပွင့်တယ်အေးကကုသနာမြတ်စွာဘုရားအလောင်းတော်ဟာလည်းပဲမြတ်စွာဘုရားလောကမှာတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့အမှန်တရားတွေကိုကိုယ်တိုင်သိပြီးတော့ကြည့်ဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလည်းပဲဓမ္မပုပ္ပခုလံကတ္တဝါတကယ်ကိုလောကကြီးကိုအလှဆင်မှုတရားမှန်နေသစ္စာ၄ပါးတရားတွေပိဋကတ်30နိကေ5ပြားတပည့်ခန္ဓာပေါင်း8400ဆိုတဲ့တရားဓမ္မတွေပန်းပွင့်ကြီးတစ်ဖွဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာလောကမှာလူတွေကျင့်သုံးလိုက်တာပွဲတရားဓမ္မတွေကိုဟောပြောပြီးတော့နိဗ္ဗုတောသောတတဝကောတပိတဝကနဲ့အတူတကွကကုတန္တမြတ်စွာဘုရားကဲ့လိုပဲချုပ်ငိမ့်ကွယ်ပြောက်သွားတော်မူပြန်တယ်ပေါ့အဲ့တော့လောကကြီးမှာမြဲတယ်ဆိုတာတခုမှမရှိဘူးနှိကုံးနဲ့ပဲသွားကြမှာပဲဝေဘွာလာခြင်းဒီသေခြင်းမှာပဲအဆုံးရှိတယ်ဒါကြောင့်မို့တံဝေကဖြစ်ဖို့ရာအတွက်မဟာဝိလာသောတတ္တစီနောမဟာဝိလာသောတတ္တစနောတိရိဓမ္မပကာသနောတကယ်ကိုကျက်တည်ရှိတဲ့တရားမှန်ကန်တဲ့တရားဓမ္မတွေလောကမှာထွန်းလင်းပေါ်ပေါက်အောင်လုပ်ပြီးတော့ကကုသန္တမြတ်စွာဘုရားရဲ့ပတ်သက်တဲ့သင်္ခါရတရားတွေအားလုံးတပ္ပံတံမန္တရဟိတံအားလုံးပျောက်ကွယ်သွားတယ်သင်္ခါရဆိုတာဒီတိုင်းပဲတဲ့နန္နုရိတ္တတပ္ပသင်္ခါရသင်္ခါရဆိုတာဘာမှမရှိတဲ့နောက်ဆုံးမှာတုံညအဖြစ်ရောက်သွားတာဒီကြီးပဲဟောဒါအမျက်ဆုံးပုဂ္ဂိုလ်ဒုတိယပေါ်ထွန်းလာတဲ့အမျက်ဆုံးပုဂ္ဂိုလ်ရဲ့ဏိကုံးပဲဖြစ်တယ်ဟောကောနာဂမနောတံဗုဒ္ဓောပပ္ပတာရံမိနေဗုဒ္ဓောဓာတုဝိထာရိကံအာတိတေတုပရိသတောကောနာဂမနမြတ်စွာဘုရားသခင်ကိုရောမြတ်သက်တော်အနှစ်3000တန်းမှာပပ္ပတာရာမလို့ခေါ်တဲ့ကျောင်းတိုက်မှာပြိဋိဘံပြုတော်မူတယ်ပပ္ပတာရာမကျောင်းတိုက်ကြီးမှာပြိဋိဘံပြုပြီးတရားဝရရဲ့အကျိုးငါအဋိဋ္ဌံတော်မူခဲ့တယ်အဋိဋ္ဌံဤအတွက်ကြောင့်ဓာတ်တော်တဆူတည်းမဟုတ်ပဲနဲ့ဂေါရမဗုဒ္ဓလိုပဲဓာတ်တော်တွေစိတ်မွားနော်ပင့်ယူပြီးတော့လူအများပူဇော်နိုင်မှုအတွက်ဓာတုဝိထာရိကဓာတ်တော်တွေကပြတ်နှံ့အောင်ဒိဋ္ဌံခဲ့တယ်ဒါကြောင့်မို့လို့ထိုအယတ္တေတမှာဇေဒီပထိုးတွေပေါ်ခဲ့မယ်လို့ဒီကနေ့ကြည့်နေဂေါရမဗုဒ္ဓဟာလည်းဓာတုဝိထာရိကလို့ဆိုတဲ့ဓာတ်တော်တွေပြတ်နှံ့မှုအဋိဋ္ဌံထားသည့်အတွက်ကြောင့်မြတ်စွာဘုရားဓာတ်တော်တွေများပြားလာသည့်အတွက်ကြောင့်ဇေဒီတွေလည်းများပြားတာပေါ့ပူဇော်စရာတွေအများကြီးဖြစ်တယ်
ကုသနာမြတ်စွာဘုရားတော်ကဓာတ်တော်တဆူတဲ့ဆိုတော့ဇေဒီတဆူတဲ့ပဲတဲလို့ရတယ်။ဩကောဏဂမမြတ်စွာဘုရားကျတော့အဋ္ဌံလိုက်သည့်အတွက်ကြောင့်ဓာတ်တော်တွေပြန့်နှံ့သွားပြီးအဲ့ဒီပပ္ပတာရမတဏှာထဲမှာမဟုတ်ဘဲနဲ့ထိုအရချင်ညိုတဲ့ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဇေဒီတွေအဆူဆူတီထားပြီးတော့ပူဇော်ကြတယ်ဒီလိုဆိုဒါကဒုတိယမြောက်ဒီကဘာမှာပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်မြတ်ကြီးရဲ့ဘဝဏိဂုံတစ်ခုပဲပေါ့အေးဘယ်သူပဲဖြစ်ဖြစ်နောက်ဆုံးမှာဏိဂုံဆိုတာလာတာချီပဲဟောနောက်တစ်ခုကတော့ဗာလဲလို့ဆိုကတ္တဗဗုဒ္ဓကောဏခမနတအပရိဏတံဗုဒ္ဓောဒွိပရုတ္တမောရှင်တစ်ချောင်းရှိတဲ့တရားတွေအားလုံးထဲမှာအမြတ်ဆုံးဖြစ်တဲ့ကတ္တဗဗုဒ္ဓဆိုတာပေါ်ထွန်းလာပြန်နေတဲ့ကတ္တဗောနာမခွတ်တေနဓမ္မရာစာပပင်ကရောတရားဓမ္မတွေကိုမှန်မှန်ကန်ကန်ဟောပြနိုင်တဲ့တရားဓမ္မနဲ့လောကကြီးကိုမျက်နှိုးဝယ်ရာဖြစ်စေတယ်အလင်းရောင်တွေကိုထွန်းပြောင်စေတဲ့ကတ္တဗမြတ်စွာဘုရားသခင်ကိုရောမြတ်လောကမှာထွန်းပေါ်လာခဲ့ပြန်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာပါရဏသီမျိုးသားဖြစ်တယ်ဗျမဒတ္တဆိုတဲ့ပုံနာနဲ့ဓနဝတီဆိုတဲ့ပုံနေမတို့ကမွေးဖွားလာတဲ့တာယရဏဖြစ်တယ်အရအမြင့်ကြတော့အတောင်20ကုသနာမြတ်စွာဘုရားတော်ကအတောင်40ကောဏဂမနမြတ်စွာဘုရားကအတောင်30နော်ကတ္တဗမြတ်စွာဘုရားကျတော့အတောင်20လူတွေရဲ့တက်တန်းကြတော့2000တန်းမှာဘုရားဖြစ်တယ်ဒီ2000တန်းဆိုတာလေကောဏဂမနမြတ်စွာဘုရားရဲ့3000ကနေရော့လာတယ်2000တန်းမဟုတ်ဘူးနော်ကောဏဂမနမြတ်စွာဘုရားပြိဋိဘံဆံသွားပြီးတဲ့နောက်မှာလူတွေရဲ့တက်တန်းဟာတဖြည်းဖြည်းကျသွားပြီး7တန်းရောက်7တန်းကနေတခါပြန်တက်အသင်္ချေကနေပြန်ဆင်းလာတဲ့2000တန်းလို့ဆိုလို့တဆူနဲ့တဆူကြားမှာအကြာကြီးပဲအဲ့ဒါလို့လူတွေရဲ့တက်တန်း2000တန်းမှာကတ္တဗမြတ်စွာဘုရားဆိုတာပေါ်ထွန်းလာခဲ့တာဖြစ်တယ်အဲ့ဒီကတ္တဗမြတ်စွာဘုရားပေါ်ထွန်းလာပြီးတဲ့အခါလောကကြီးကိုဘာနဲ့အကျိုးပြုတယ်လဲတတ္တမမန္တရစစ်တံတတ္တမမန္တရသတ္တံဓတ္တဝါပါပနိဝါရဏမကောင်းမှုအကုသိုလ်တွေသို့မဟုတ်လူတွေကိုဒုက္ခပေးမဲ့အရာတွေအားလုံးကိုအကာအကွယ်ပေးထားတဲ့သူတော်ကောင်းတွေဟူသောထီးဖြူကြီးအုပ်မိုးပေးခဲ့တယ်ဒီလိုဆိုမကောင်းမှုအကုသိုလ်တွေလူတွေမထိရအောင်သူတော်ကောင်းတရားတွေဟူသောထီးဖြူကြီးအုပ်မိုးပေးထားဒါတင်စားပြီးတော့ပြောတယ်နော်တရားဓမ္မဟောပြောလိုက်တဲ့အခါအဲ့ဒီတရားဓမ္မဒီဟူသောသူတော်ကောင်းတရားတွေဟူသောထီးဖြူကြီးဆောင်းမိုးထားသည့်အတွက်ကြောင့်နေလိုပူပြင်းတဲ့လူတွေရဲ့ခန္ဓာကိုယ်ညှိုးနှမ်းသွားစေတတ်တဲ့အပူတွေအကုသိုလ်တရားတွေတားမြစ်ပေးနိုင်မာပရိတ္တဝါဘယံပုပ္ပံနေကုတော်သောတတဝကောအေးဘေးရန်ကင်းတဲ့တကယ့်ကိုအလှပန်းပွင့်ကြီးကိုဖန်ဆင်းပြီးတော့နောက်ဆုံးမှာတော့နေကုတော်သောတတဝကောတပိတဝကတို့နဲ့အတူကတ္တဗဗုဒ္ဓဟာလည်းပဲဘဝဏိဂုံချုပ်ငိမ့်သွားပြန်တယ်ဘလောက်ပဲထူးဆန်းအံ့ဩဖွယ်တွေကောင်းကောင်းအချိန်တန်ရင်သင်္ခါရတရားတွေဆိုတာဒီလိုအားလုံးဟာပျောက်ကွယ်ရမှာဖြစ်တယ်နော်သူတို့ဆိုလို့ပျောက်ကွယ်သွားတယ်အဲ့ဒီမှာတပ္ပန္တမန္တရဟိတံအားလုံးဟာပျောက်ကွယ်သွားတယ်နနုရိတ္တသဗ္ဗသင်္ခါရသင်္ခါရတရားမှန်သမျှအားလုံးဟာတုံညာအကြည့်ပဲဘာတစ်ခုမှရယူပြီးတော့တည်မြဲနေတဲ့အရာဆိုတာမရှိဘူးအဲ့ဒီကတ္တဗမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလည်းမဟာကတ္တဗောစီနောတတ္ထာတိတပြာရမံမိနေဖုတောကတ္တဗဗုဒ္ဓဟာတိတပြာရာမဆိုတဲ့ကျောင်း၌ကြီးမှာပြိဋိဘံပြုသွားဒီကျောင်း၌ကြီးမှာပဲတရားဓမ္မတွေဟောပြောလို့တိတပြာရာမဆိုတဲ့ကျောင်း၌ကြီးမှာပဲပြိဋိဘံပြုတယ်တတ္တိဝတ္တစိနထုပော
ယောစနုဗေဒမုဂ္ဂတောတယုဇနာအမြင့်ရှိတဲ့စေတီတော်ကြီးဟာလည်းအဲ့ဒီကျောင်းတိုက်ထဲမှာပဲတည်ထားကြတယ်အဲ့တော့ဒီကသဗ္ဗမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဟာလည်းကွဲပြားသွားခြင်းမရှိပဲအစိမ့်စိမ့်မွားမွားဓာတ်တော်တွေပွားလာခြင်းမရှိပဲနဲ့တလုံးတစ်ခဲတည်းသောရွှေခဲကြီးပမာစိန်ခဲကြီးပမာတလုံးတစ်ခဲသောဓာတ်တော်ဖြစ်တယ်ပေါ့အဲ့ဒီတလုံးတစ်ခဲသောဓာတ်တော်ကြီးနဲ့တဆူရီသောဓာတ်တော်ကိုတေတပြာတော်မှကျောင်းလိုက်ကြီးထဲမှာစေတီတည်ထားကိုးကွယ်ခဲ့ကြတယ်အဲ့ဒီလိုနဲ့တိမ်မြုပ်သွားတာပြောက်ွယ်သွားပြန်ပြီအေးမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကအဲ့ဒီတေတပြာရာမကျောင်းလိုက်ကြီးနေရာမှာကျောင်းတိုက်ကြီးနေရာဘာဖြစ်နေတော့ဆိုတောအုပ်ထဲကလယ်ခွင်းကြီးတစ်ခုရဲ့နေရာရောက်တယ်။ပတ်ဝန်းကျင်မှာတောတွေနဲ့လယ်လှုပ်ရှားတဲ့နေရာတစ်ခုရောက်အဲ့ဒီမှာအစင်လာကရှိခိုးကိုးကွယ်နေတဲ့လူတစ်ယောက်ကအဲ့ဒီခြုံပုတ်နာနေရာဒီမြေအရက်ကိုရှိခိုးနေတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီနေရာကိုသိသလားလို့ဆိုတော့မသိဘူးသူတို့မျိုးရိုးစင်ဆက်ရှိခိုးကိုးဝယ်လာတဲ့အောင်မြေပေါ့နော်ခုခေတ်လူတွေလည်းကြွလာအောင်မြေဆိုပြီးနင်းကြတယ်အဲ့ဒီမှာဒီမျိုးရိုးစင်ဆက်ကနေပြီးတော့ဒီနေရာကိုကိုးကွယ်လာလို့သူဟာကိုးကွယ်တယ်ဆိုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီနေရာဟာတခြားမဟုတ်ဘူးတဲ့ကတ္တဝမြတ်စွာဘုရားရဲ့ရွှေစေတီကြီးတည်ရှိတဲ့နေရာဖြစ်တယ်ဆိုအဲ့ဒီအချိန်မှာတကိုးတော်နဲ့ရွှေစေတီကြီးကမြေထဲကဘွားနဲ့ပေါ်လာပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကပူဇာရဟိပူဇေယတော်ဗုဒ္ဓေဝါယတိဝသာဝကေပပ္ပင်္စသမတိကံတိတိဏ္ဍသောကပရိဒဝေဆိုတဲ့ဒေသနာတော်ကိုဟောပြောခဲ့တယ်။ဩအဲ့ဒီစေတီနေရာကိုမြတ်စွာဘုရားဖော်ထုတ်ပြီးတော့ဒီပြသခဲ့ဘူးတယ်ဂေါရမမြတ်စွာဘုရားသို့တော့အဲ့ဒီစေတီထဲမှာတော့ဓာတ်တော်ဆိုတာတော့ရှိနိုင်ဖို့မလို့ဘာလို့လဲဆိုရင်ဖရာရဲ့ဓာတ်တော်တဆူရှိနေသေးလို့ရှိရင်နောက်ဖရာမပွင့်ဘူးနော်နောက်ဖရာဆိုတာဒီဓာတ်တော်ကစအလုံးဘာတစ်ခုမှမကြံအောင်ခြုံငိမ့်သွားပြီခန္ဓာကိုယ်နဲ့ပတ်သက်တာခြုံငိမ့်သွားပြီဆိုတဲ့အခါကျတော့မှနောက်ဖရာတဆူပွင့်ဖို့ခွင့်ရဒါကြောင့်မလို့ဓာတုအန္တရဒါနဆိုတာဘုရားရဲ့ဓာတ်တော်တွေနောက်ဆုံးပျောက်ကွယ်ခြင်းဟာဒီသာသနာတော်ရဲ့နောက်ဆုံးပိတ်ပျောက်ကွယ်ခြင်းတစ်ခုပဲဖြစ်တယ်ပေါ့ဓာတ်တော်လေးတဆူလောက်ရှိနေသေးလို့ရှိရင်နောက်ဘုရားမပွင့်ဘူးလို့ဒီလိုဆိုတယ်နော်အဲ့တော့အသုံးဆောင်ပစ္စည်းကတော့ရှိကောင်းရှိနိုင်တာပေါ့လေးစုဓာတ်ပုံရွှေတကုံလို့ဆိုတာပြောနေကြနော်သုံးဆောင်ပစ္စည်းကတော့ရှိခြင်းရှိမယ်သွေးရိုးသားရိုးကနေခန္ဓာကိုယ်နဲ့ဆက်ဆက်နေတဲ့အရာတစ်ခုကတော့ဘာမှကိုမရှိနိုင်ဘူးဓာတ်တော်မကြံမှနောက်တစ်စုနောက်ဘုရားတစ်စုရဲ့ပွင့်ပေါ်ကိုအခွင့်အလမ်းဖြစ်တယ်ပေါ့ဒီလိုဆိုတာအဲ့တော့ရွှေစေတီကြီးနေရာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဖော်ထုတ်ပြီးတော့ရှ िख ိုးပူဇော်စေတာဟာဒီပုံသဏ္ဍာန်အနေနဲ့ဖော်ထုတ်ပြတာဒါဖြစ်တယ်ဓာတ်တော်တွေကတော့မရှိဘူးလို့ပဲဒီလိုပဲမှတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကတ္တဗမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဒီစေတီဟာလည်းပဲတဆူတည်းတာဖြစ်ပြီးကတ္တဗဗုဒ္ဓဟာတတ္တိယမြောက်ဤကဘာမှာအမြတ်ဆုံးပုဂ္ဂိုလ်ကြီးပဲဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ကြီးဟာလည်းနောက်ဆုံးကြတော့ဏိဂုံးချုပ်ငြိမ်းသွားတယ်ပေါ့ဒီလိုဘဝဆိုတာဒီပုံစံနဲ့ပဲသွားနေတယ်သင်္ခါရတရားတွေရဲ့သဘောတရားဟာဒီပုံစံပဲလို့ဆိုဒီနေရာမှာကတ္တဗဗုဒ္ဓမရှိတော့တဲ့အခါမှာဂေါရမဗုဒ္ဓဆိုပေါ်ထွန်းလာတယ်ဂေါရမဗုဒ္ဓပေါ်ထွန်းလာအလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားကပြိဋိဘံမစံခင်အားဟောထားခဲ့တာအပ္ပံဝတ္တတတံအာယုဣဓာနေတရဟိဝိသတိဒီကနေ့ခေတ်လူတွေရဲ့တတ္တဟာတတ္တရာပဲရှိတယ်အင်မတန်မှတူတောင်းလာတဲ့အတ္တရာတာဝတ္တာဒိဋ္ဌမာနောဟံတာရေမိစနတံဘဟုအဲ့ဒီအင်မတန်တူလာတဲ့အနှစ်တရာအတွင်းမှာမြောက်များစွာသောတတ္တဝါတွေကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်ဆွမ်းဆောင်မှုပေးခဲ့တယ်ပေါ့နော်မြတ်ဗုဒ္ဓဟာတရားဓမ္မအလင်းရောင်ပေးပြီးတော့ဒီလိုတူတောင်းလာတဲ့နှစ်ကလေးအတွင်းမှာ
တော်ရီမြောင်များစွာကဲ့တင်တော်မူခဲ့တာဖြစ်တယ်ထပယိတဝါဓမ္မုတ်ကံပစ္စည်းမံသနဘောဓနာနောက်ဆုံးမှာဓမ္မဆိုတဲ့မိရှုတဆောင်ကြီးကိုတည်ထောင်ထားခဲ့ပြီးကြည်လေကနေ့ထီအောင်မြတ်စွာဘုရားထွန်းညှိထားတဲ့ဓမ္မဆိုတဲ့မိရှုတဆောင်ကြီးဟာလင်းပြောင်နေတော့မှဖြစ်တယ်ပေါ့အဲ့ဒါလို့လင်းပြောင်အောင်မြတ်စွာဘုရားကထွန်းညှိထားတဲ့ဓမ္မဆိုတဲ့အလင်းရောင်ကြီးကိုမပြောက်ပြက်အောင်ဆက်လက်စောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာအခုမြတ်တော်ဆရာတော်ဘုရားကြီးတို့လည်းထိတ်တန်းကပါတယ်လို့ဒီလိုဆိုအောင်နော်ဂေါတမဗုဒ္ဓကဓမ္မုတ်ကံထပယိတဝါဓမ္မုတ်ကံဓမ္မဒီဟုသောမိရှုတဆောင်ကြီးကိုထားခဲ့တယ်ဆိုသာသနာတော်ထားခဲ့တာပြောတယ်နော်အဆုံးအတရားတွေထားခဲ့တယ်မြတ်စွာဘုရားကဓမ္မကိုထားခဲ့ပုံကြည့်ယောအာနန္ဒမယာဓမ္မောသဒေတိတောသပညတ်တော်မယာဓမ္မောသဝိနယောသဒေတိတော်ပညတ်တော်သောမမိစေနတတ္ထငါဟောခဲ့တဲ့ဓမ္မငါပညတ်ခဲ့တဲ့ဝိနယငါမရှိတဲ့နောက်မှာမင်းတို့ရဲ့ဆရာပဲလို့ဆိုတာဓမ္မထားခဲ့တဲ့သဘောဓမ္မုတ်ကလို့ဆိုတယ်မိရှုတိုင်ကြီးကိုထွန်းညှိပြီးတော့ထားပစ်ခဲ့တယ်ဘာဖြစ်လို့တော့ဆိုတက်တန်းကအလွန်တိုးတာအနှစ်တရာအတွင်းအလုတ်တွေလောက်ရတယ်ဆိုတာနေဗနာညမှာအလုပ်อ่ะမြတ်စွာဘုရားရဲ့နားချိန်ဆိုတာတနေ့မှာ2နာရီလောက်ပဲရှိနော်အဲ့ချိန်က2နာရီလေးပဲရှိမြတ်စွာဘုရားရဲ့လုပ်ငန်းတွေတနေ့မှာအမှန်တမ်းများတယ်နေ့မှာဆိုလို့ရှိရင်ပုရိပတ်တကိစ္စသွန်မစားမီရှေ့ပိုင်းမှာလောက်ရတဲ့ကိစ္စတွေပစ္ဆာပတ်တကိစ္စသွန်စားပြီးနောက်လောက်ပိုင်းရတဲ့ကိစ္စတွေညဆိုလို့ရှိရင်3ပိုင်းပိုင်းလိုက်တယ်6နာရီလောက်ကနေ10နာရီအထိပုရိမယံ10နာရီလောက်ကနေပြီးဟိုဘက်ကို2ချက်ထိုးလောက်ထိအောင်မစ္စိမယံ2ချက်ရဟိုဘက်မနဲ့လင်းသည့်ထိအောင်ကပစ္စည်းမယံလို့ဆိုပြီးတော့ည3ယံနဲ့နေ့အပိုင်းကြီး2ခုအလုံးဗုဒ္ဓကိစ္စ5မျိုးဆိုတဲ့နေမအားမလတ်အောင်မြတ်စွာဘုရားနေ့စဉ်နဲ့အမျှအလုပ်လုပ်ခဲ့အဲ့ဒါလို့လှုပ်လို့တော့တက်တန်းကလည်းအမတန်တူတော့လှုပ်ဆရာတွေကလက်ချံနေအများကြီးရှိနေလှုပ်ဆရာလက်ချံနေများစွာရှိသောကြောင့်ဒီတရားတွေဟူသောအလင်းရောင်ရလို့ဆက်လက်ပြီးတော့တရားတို့တရားမြတ်တွေရရှိပြီးအမှန်တရားကိုသိရှိကြပါစေဆိုပြီးတော့ဓမ္မမီးရှုကြီးကိုထွန်းညှိပေးထားခဲ့တာပေါ့ဒီလိုဆိုတာနော်အဲ့ဒီဓမ္မမီးရှုကြီးတွေမငြိမ်းအောင်ပို့ပြီးတော့တောက်ပြောင်လာအောင်ဘယ်သူတွေကဆောင်ရွက်နေကြတော့အခုလိုစာသင်တိုက်ကြီးတွေတည်ပြီးတော့ဆရာတော်ကြီးတွေကနေပြီးလက်ဆင့်ကမ်းပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ထွန်းညှိခဲ့တဲ့ဓမ္မဝိနည်းဆိုတဲ့မိရှုတိုင်ကြီးတွေအားဖြည့်ပေးနေကြတာလို့ဒီလိုနားလည်ကြရမှာဖြစ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကသူကိုယ်တိုင်မိန့်ကြားတဲ့စကားထဲမှာထပယိတဝါဓမ္မုတ်ကံတရားတွေဟူသောမိရှုတဆောင်ကြီးကိုခိုင်ခိုင်ကြီးလင်းလင်းကြီးထွန်းညှိထားခဲ့တယ်ပစ္စည်းမံဇနဘောဓနောက်လူနောက်သားတွေသိဖို့အတွက်အခုထိသိနေကြရတော့မယ်လေဘုန်းကြီးတို့တွေဘုရားဟောတဲ့တရားတွေအခုချိန်မှာဟောပြောနာယူခွင့်ရနေကြတယ်ဘုရားဘာတွေဟောခဲ့တယ်ဆိုတာခဏိတိရှိနေတော့မယ်မဂ္ဂင်၈ပါးအကျင့်တရားတွေမပြောင်းပြတ်သေးဘူးထိုတရားတွေရနေတယ်ဗျဘောဓိပက္ခိယတရား38ပါးရှိနေတော့မယ်အဲ့ဒီတရားတွေအတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေရရှိမယ်နောက်ဆုံးအသိဉာဏ်တော့အသိဉာဏ်ရသည့်တိုင်အောင်မစွမ်းဆောင်နိုင်ဘူးဆိုရင်စိတ်နှလုံးအေးချမ်းမှုကိုရတာသိချပေါက်ပဲဒီလိုဆိုနော်အဲ့ဒါကြောင့်မို့လို့ရသော်ဘုရားသခင်ကိုရောမြတ်ကပစ္စည်းမံဇနဘောဓံနောက်လူနောက်သားတွေအတွက်သိရှိနားလည်ဖို့အတွက်ဓမ္မမီးရှုတဆောင်ကြီးကိုထွန်းထားခဲ့တာတဲ့ဒါဘုရားကနောက်အတွက်ဘာတွေလှုပ်ထားခဲ့တယ်ဆိုတာသိဖို့လိုတယ်နောက်လူနောက်သားတွေဘုန်းကြီးတို့တွေအပါဝင်နောက်လူနောက်သားတွေအတွက်ဒါအမွေချံပေးထားခဲ့တာလို့ဆိုလို့ပဲပေါ့ကိုနဲ့ခစ်ပြိုင်ပြီးတော့မမိနိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်သိရှိရအောင်ဆိုပြီးတော့မြတ်စွာဘုရားဓမ္မဝိနည်းကိုခြံထားပေးခဲ့တယ်ပေါ့အေးခြံထားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်အဟံပိ
နစိရတေဝငါလည်းပဲသိမကြဘူးတဲ့တတ္ထိတာဝကတန်ခတော်တာဝကတပည့်တွေနဲ့တပည့်တာဝကတွေနဲ့အတူတူဘဝဒီကုံချုပ်ရမှာပဲဖြစ်တယ်ဣထေဝပရိနိဗ္ဗိတံအခိဝါဟာရသင်္ခယမိတော့ကလေးဟာလောင်စာတွေကုံသွားပြီဆိုလို့ရှိရင်အဲ့ဒီမိတော့ကလေးကငြိမ့်သွားမှာပဲအာဟာရသင်္ခယမိစာတွေကုံသွားပြီဆိုလို့ရှိရင်မိတော့ကလေးကငြိမ့်သွားတယ်လို့ပဲသင်္ခါရတရားတွေဆိုတာအကြောင်းတရားတွေချုပ်ငြိမ့်သွားလို့ရှိရင်အကျိုးဟာလည်းငြိမ့်သွားလောင်စာသိမ့်၍မိငြိမ့်တယ်ဆိုတာအဲ့ဒါပြောနော်ဘောဂုတ်ဆရာတော်ကြီးပြောတယ်လောင်စာသိမ့်၍မိငြိမ့်တယ်လောင်စာတွေမရှိတော့ဘူးဆိုရင်ငြိမ့်သွားမှာပဲအဲ့လိုဆိုပြီးတော့မြတ်စွာဘုရားကဘာကိုမေ့ရှိတော့ဆိုတာဏိစအတုလဒေဇာနိဘယ်သူနဲ့မှမတူတဲ့အစွမ်းတကိုးတွေမြတ်စွာဘုရားသခင်ကိုရောမြတ်မှာရှိတဲ့ဘယ်သူနဲ့မှမတူတဲ့အစွမ်းတကိုးတွေဣမာနိစဒတဗလာနိအားတော်7ပါးဉာဏ်တော်7ပါးကာယဗလဉာဏဗလဆိုတဲ့မြတ်စွာဘုရားရဲ့တထာဂတဗလဉာဏ်တော်7ပါးအင်အားတွေအရင်စခုနဓာရကောဒေဟောခုနဓာရနောတကယ်ကိုကြီးညိုဝဲရာတင့်တယ်လာတဲ့တိရိကာမပယတ္တဣတရိယဓမ္မယတ္တတိရိကာမပယတ္တဆိုတဲ့ဘုံရောင်နေနဲ့လွှမ်းခြုံထားတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်ကြီးအရင်စခုနဓာရကောဒေဟောဒွဋ္ဌိတဝရလက္ခဏာဝိစေယောက်ျားမြတ်တို့ရဲ့32ပါးသောလက္ခဏာတွေနဲ့တစားဆင်ထားတဲ့အလုံးကိုတပ်ပယ်လှပတဲ့မြတ်စွာဘုရားရဲ့ကိုယ်ကာယကြီးဟာဒါကြီးဟာလည်းပဲနောက်ဆုံးမှချုပ်ငြိမ်းသွားရတယ်ဒီလိုဆိုတော့ပေါ့နော်အားလုံးချုပ်ငြိမ်းသွားရတယ်တတဒိတာပပ္ပတစ်တော်အေးအယမျက်နာတွေအားလုံးမသိသူမရှိလောက်အောင်ထွန်းပြောင်ပြီးတော့တတရံတိဝအပကစပ္ပရောင်ချီတော်6ပါးအယောင်များစွာထွက်ပေါ်နေတဲ့ရောင်ချီတော်6ပါးမြတ်စွာဘုရားရဲ့အစွမ်းတကူတွေခွန်အားတွေအားလုံးဟာတပ္ပံတံမန္တရဟိတံဒါတွေအားလုံးဟာပျောက်ကွယ်သွားပြီရှိတော့ဆိုဒါတွေမရှိတော့ဘူးနနုရိတ္တသဗ္ဗသင်္ခါရသင်္ခါရတရားတွေမှန်သမျှဟာတုံညပဲမဟုတ်လားနောက်ဆုံးမှဘာမှမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးရောက်မှာပဲဒီလိုဆိုတာပေါ့နော်အားလုံးဟာနောက်ဆုံးမှတပ္ပံတမန္တရဟိတံလို့ဆိုတဲ့အတိုင်းအရာခသိမ့်ဒီအားလုံးနောက်ဆုံးကြတော့ကွယ်ပြောက်သွားမှာကြီးပဲမကွယ်တာမရှိဘူးနော်အားလုံးကပြောက်ကွယ်သွားခုမန္တလေးမြို့ကြီးကြည့်လေမန္တလေးမြို့ကြီးကိုစတင်ပြီးတော့တည်ထောင်ခဲ့တဲ့မင်းတို့မင်းကြီးပြောက်ကွယ်သွားပြီလေမင်းတို့မင်းကြီးရဲ့ယာရုဆက်ခါနဲ့တီဘောမင်းပြောက်ကွယ်သွားပြီအဲ့ဒီနောက်အုပ်စိုးတဲ့ပြောက်ကွယ်ကုန်ကြပြီအခုမြတ်တော်တော်ကြီးနေရာမှာတီဘောမင်းနဲ့စုဖျားလက်တို့ဆောက်သွားတဲ့ရွှေချောင်းတော်ကြီးပြောက်ကွယ်သွားပြီအားလုံးဟာဒီတိုင်းပဲပြောက်ကွယ်မှာပဲဒါကိုဆိုလို့လေတပ္ပံတံတန်တပ္ပံထိုသင်္ခါရဆိုတဲ့အရာအားလုံးဟာအန္တရာဟိတံတနေ့ကျတော့အကုန်လုံးပြောက်ကွယ်သွားမှာပဲဖြစ်တယ်။ဘာဖြစ်လို့လဲ။နာနုရိတ္တသဗ္ဗသင်္ခါတကယ်တော့သင်္ခါရတရားမှန်သမျှဟာတုံညပဲ။ဘာမှမရှိတော့တဲ့အနေအထားမျိုးရောက်မှာပဲလို့ဒီလိုမြတ်စွာဘုရားကဟောပြီးမဟာခောရမောစိနဝရောကုတိနာရမိနေဗုတောကုတိနာယောအင်းကြီးမင်းတို့ရဲ့အစုံမှာဂေါရမဗုဒ္ဓဟာပြိဋိဘံပြုခဲ့တယ်ဓာတုဝိထာရိကအာတိဓာတ်တော်တွေပြန်ပွားဖို့ဒိဋ္ဌံတော်မူခဲ့တယ်ဒါကြောင့်မို့တေတုပရိသတော်ထို့ထို့အယတ္တိတမှာမြတ်စွာဘုရားရဲ့စေတီပထိုးတွေတည်ထားကိုးကွယ်ခဲ့ကြတယ်လို့ဓာတ်တော်တွေပြန်ပွားမှုကိုအကြောင်းပြုပြီးစေတီပထိုးတွေလည်းအနှံ့အပြားဖြစ်လို့ဒီကနေ့မြန်မာနိုင်ငံကိုတောင်မှပဲစေတီပထိုးတို့ရဲ့နိုင်ငံတလန်းတော်ဘဂိုးရာဆိုပြီးခေါ်ကြတာလေအဲ့တော့စေတီပထိုးတွေအနှံ့အပြားအခုလိုဖြစ်ပွားပြီးတော့နောက်ဆုံးမှာ
အားလုံးဟာပျောက်ကွယ်သွားမှာပဲဖြစ်တယ်ပေါ့ဗဒ္ဒကဘာမအမြတ်ဆုံးပုဂ္ဂိုလ်ကြီးအမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်မြတ်ကြီး၄ဦးဖျား၄စုဟာနော်ဘဝဏီကုန်းမှာခြုံငိမ့်ပြီးတော့သွားကြတယ်။နောင်ပွင့်တော်မူမဲ့အရိပတိယဖရာဟာလည်းပဲဒီလမ်းကြောင်းတိုင်ဒီလိုပဲသွားမှာပဲဖြစ်တယ်။ဒါကြောင့်မလို့သင်္ခါရတရားမှန်တယ်ဗျဘယ်ရာမှမမြဲဘူးဆိုတာကိုစိတ်ထဲနှလုံးထဲမှာမှတ်သားပြီးမြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ဝယဓမ္မသင်္ခါရသဗ္ဗေအပ္ပမဒေနသံပါရိဋ္ဌသင်္ခါရအကြောင်းတရားတွေကပေါင်းစပ်ပြီးထုတ်လုပ်ထားတဲ့သင်္ခါရတရားဆိုသမျှဟာမှန်သမျှဟာဝယဓမ္မပျက်စီးတတ်တဲ့သဘောရှိတယ်တဲ့အပ္ပမဒေနမမေ့မလျော့တဲ့အပ္ပမဒတတိတရားဖြင့်တမ္ပါဒိဋ္ဌကိုလောက်ရမယ့်အလုပ်တွေကိုကျင့်ရမယ့်အကျင့်တရားတွေကုသိုလ်ကောင်းမှုတွေလှုပ်ခြင်းမြတ်သောအကျင့်ကိုကျင့်ခြင်းဆိုတဲ့ဒီလုပ်ရမယ့်ကိစ္စတွေကိုမမေ့မလျော့လုပ်ဖို့ဒါဟာအရေးကြီးတယ်ဆိုတာကိုနာယူမှတ်သားကြပြီးဒီကနေ့ဟောကြားတဲ့တရားဖြင့်ဖြစ်စေနာယူတဲ့ကုသိုလ်ကောင်းမှုဓမ္မသဝနာကုသိုလ်ဟောကြားရတဲ့ဓမ္မဒေသနာကုသိုလ်နာယူကြရတဲ့ဓမ္မသဝနာကုသိုလ်ကျေးဇူးတော်ရှင်ဆရာတော်ကြီးအားကျေးဇူးတုံ့ဆက်ပူဇော်ပါတယ်လို့စိတ်ထဲမှာနှလုံးထားပြီးအားလုံးလိုက်နာကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း